နှစ်တန်နဲ့ Eastern နဲ့ flow ဘယ်လောက်ထိကျန်လဲဆိုတာမင်းတို့မှတ်တမ်းပဲရှိုးကြည့်လိုက်အများကြီးမပြောတော့ဘူးအဓိကကွာနှစ်တန်နဲ့ Eastern နဲ့ flow ကဖျက်ရတော်တော်ကြီးကိုခက်တဲ့အထဲမှာပါတယ်ကွာဒီ flow ကိုဘယ်လိုစောရမလဲဆိုတာဒီတလောက်လေးပြောပြပေးမယ်ကွာဝယ်ခဲလဲရောက်လာပြီဆိုတော့ထုံးစံနိုင်မယ်ခဏလေးဝယ်မယ်အဓိကတော့ flow စောမှာဖြစ်တဲ့အတွက် S style တော့ကိုနာဝယ်ခေါ်ထားကွာဘက်တွေပါတိုက်ခံရတယ်နည်းနည်းပါးပါးပဲတွားပြီးတော့ကြည်ခိုင်းအမြဲတမ်းတော့ကိုနာပဲခေါ်ထားအဲ့ဒါဆိုရင်အဆင်ပြေတယ်ကွာ15စက္ကန့်မရောက်ခင်ဖနက်လေးကိုရောင်းမယ်ပြီးသွားတဲ့အချိန်မှာတော့ item တကောတန်းပြီးတော့တည်ထားကွာအားလီမှာတော့တူဘာမှလုံးစရာမလိုဘူးဆိုပေမဲ့ Easter ကကိုနာမှာရှိတယ်ဆိုတော့ဒီကောင်တွေကိုတက်ပြီးတော့ဖြေရမှာကွာဘယ်လိုဖြေရမလဲဆိုတာပြောပြပေးမယ်ဒီမှာဆိုရင် Grand ရာငါ့ကို share ပြနေပြီဒါပေမဲ့ကိစ္စမရှိဘူးကိုယ့်ဘက်မှာ Easter ရှိတယ်ဒီမှာဆိုရင်ကိုကောင်တန်းစီပြီကွာအဲ့တော့စကေးဝမ်းပစ်ချွေးပေးလိုက်ခွေးနေဆိုတော့အောက်မှာတက်5ခုပြည့်သွားပြီဆိုတော့ဒီကောင်တွေကိုတန်းပြီးတော့ဒီလို့ရပြီ expire လေးရှိတယ်ဆိုတော့ဒီကောင်တွေအနေနဲ့ကတော့ဘလူးနေနေကိုပေးမှာကွာ S step မှာလည်း professor line ရှိတယ်ဆိုတော့နှကောင်လုံးအားလီမှာတန်းပြီးတော့ဖျောက်ပေးလိုက်ပြီအဓိကတော့ကွာဟိုဘက်ကောင်တင်းတေးတယ်လို့တာဝါလေးကိုချိုးသလားအဲ့ဒါဆိုတော်တော်ကြီးကိုအဆင်ပြေတယ်ကွာဒီမှာဆိုကြီးကြီးလိုက်ကရန်ဂျာဟာတွေပါရေးကုန်ပြီကွာပြီးလဲတေးသွားပြီဆိုတော့ဒီကနန်းလေးကိုပဲစားမယ်ကွာကနန်းလေးကို easy လေးပဲထိုင်ပြီးတော့စားမယ်ဟိုကောင်လေးပြန်လာတော့တန်းပြီးတော့ဆောင်းလိုက်ဒီမှာဆိုရင်ကွာမင်းက2-1လေးနဲ့တန်းစီပြီးသုံးပေးလိုက်အမှစတက်6ခုနော်အော်စတက်6ခုထိန်းထားနိုင်တော်တော်ကြီးကောင်းတယ်ဒီမှာဆိုရင်ကတာဝါလေးကိုရရင်ရတဲ့လောက်ပြစ်တယ်ကားလာရင်ကကားကိုပြစ်တယ်ကွာလာတဲ့ကောင်တန်းပြီးတော့ပြစ်တယ်ကိုဘက်မှာ A stat ရှိတယ်ဆိုတော့တကောင်မှကြောက်စရာမလိုဘူးကွာဒီမှာဆိုဟိုကောင်လေးကရန်ဂျာငေါလာပြီးတော့ပြစ်ချင်တာရောက်ရေးငါလည်း easy လေးပဲဟလား stat သွေးဖြည့်လိုက်ငါပြစ်လိုက်နေကွာလုံးဝယူနှကောင်လုံးဝအဆင်ပြေတယ်မြေပုံတော့ခဏကြည့်ကွာဟိုဘက်ကောင်တက်လိုက်တော့အကုန်လုံးပြုတ်သွားလိမ့်မယ်ဒီမှာဆိုတန်းစီပြီးပြစ်တယ်စတက်6ခုထပ်ပြီးတော့ရပြီအဲ့တော့ကိုချီကိုရရင်ရတော့ခွာပလိုက်ကွာမင်းရှုပ်လို့ဟလားမကိုချီကိုရရင်ရတော့ခွာငါ farming တော်တော်ရုပ်ဖတ်နေပြီကွာမင်းကလည်းအခုမှဟို2မိနစ်လောက်ပဲရှိတယ်ကွာမကြီးကြီး grand ကြီးကရှယ်ပြစ်နေတာရောက်ရင်ဒါမဲ့လေဒီကောင် damage တွေပါမရှိသေးဘူးကွာအမှကြီးလိုက်ကိုဘက်မှာယူနေတဲ့အမှစောင်းနေတယ်ဆိုတော့နည်းနည်းစိတ်ဖြစ်တယ်ကွာအဲ့တော့ဒီ free စားပြီးရတယ်အကောင်တွေကိုတက်လို့ရတယ်လား level 4ရမှာကွာဒီမှာဆို level 4ရပါပြီယူနေဝင်လာတယ်တီးလို့ရပြီဒီကောင်ဝင်มาလားမသိဘူးအမှဝင်သွားတဲ့အချိန်မှာဘာမှလုပ်ချင်မလို့ expire နဲ့ဖွင့်ပြီးတက်ပေးလိုက်ပေါ့ဒီမှာဆိုရင်ငါတို့ကပေါ်လေးရသွားပြီဆိုတော့ဒီကောင်တွေကိုဘက်ကိုသွားပြီးတော့တိုက်ရကွာယူဆရှင်းပဲကြီးလိုက်ပြန်ပြီးတော့ပြီးနေရတဲ့နေသားဒီမှာဆိုရင်ဓာတ်ဝင်ပြီးတော့တိုက်တယ်ကွာဒီလာလည်းမုံနေတယ်ဆိုတော့ဒီကောင်တွေကအကုန်လုံးပြန်ပြီးတော့ပြစ်ပေးလိုက်တယ်ကွာဒီ step ပါတော့ဟိုကောင်တွေပြီးတဲ့ damage ကိုခံနေရတယ်ဆိုပြီးနဲ့တွေးပြန်ပြီးတော့တက်တော့လေဒီကောင်တွေအကုန်လုံးပြန်ပြီးတော့တီးသွားတယ်ကွာ travel ကြီးလုံးဝကျွတ်စင်ကွာဆောရတာဘာမှမခက်ဘူးကွာနှစ်တန် Easter flow ကဆောရတော်တော်ကြီးကိုလွယ်တယ်တိုင်းတို့အနေနဲ့လိုက်ပြီးတော့ဆောကြည့်ကွာပြီးတော့တိုင်းတို့အနေနဲ့ငါရဲ့ဒီဗီဒီယိုကြိုက်နေတဲ့ like and subscribe လေးလုပ်ပေးခဲ့ကြအောင်ကွာ